တော်တို့ရဲ့မိုးကောင်းကင်ကိုဖွင့်ခဲ့သူလို့ညီပေးထားတဲ့ဒီ live show အစီအစဉ်လေးမှာစိုးလွင်တွေကိုယ်တိုင်ခန်းစားရေးဆက်ထားတဲ့သချင်းတစ်ခုနဲ့ဂုဏ်ပြုနှုတ်ဆက်ချင်ပါတယ်။အဲ့ဒီသချင်းကိုစိုးလွင်တွေကသူ့ရဲ့ interview တစ်ခုမှာကျွန်တော်အကြိုက်ဆုံးသချင်းမှာကျွန်တော်ကိုယ်တိုင်တကယ်ခန်းစားခဲ့ရတဲ့ပတ်ဝန်းကျင်အခြေအနေအားလုံးကိုအခြေခံပြီးရေးထားတဲ့သချင်းမှာလို့ပြောခဲ့ပြီ။အဲ့ဒီသချင်းကိုကျွန်တော်တို့ရဲ့ live show အစီအစဉ်မှာစီတူလွင်ရတိဆက်ပေးအောင်ဖြစ်ပါတယ်။ Live show season
နောက်ဆုံးအစီအစဉ်လေးတစ်ခုအနေနဲ့ကိုစိုးလွင်လွင်ပိုစတာရဲ့နေရာတစ်ခုစာမှာကြံနေတဲ့နေရာကိုဖွင့်လှစ်ပေးဖို့သူ့ရဲ့သားနဲ့သမီးဖြစ်တဲ့ဒေဝနဲ့ရွှေရင်စီကိုဖိတ်ခေါ်နေပါတယ်ဟုတ်ကဲ့အခုလိုကျွန်တော်တို့အစီအစဉ်ကိုလာရောက်ပြီးအားပေးရတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်။ခုချိန်ကစပြီးတော့ကျွန်တော်ရဲ့အစီအစဉ်ပြီးဆုံးသွားပါပြီခင်ဗျာ။